Strawberry ကမင်းငငယ်ကပေါင်းခဲ့တဲ့တငယ်ချင်းကိုမှနာမည်လေးလုံးနဲ့ဆိုပြီးထင်ကြီးပေးလာခဲ့တဲ့မေချစ်သက် Strawberry ကတော်တော်များများထင်ကြပါတယ်အကုန်လုံးထင်ကြပါတယ်မေလာတန်စင်လို့လည်းထင်ကြရဲခေဘိုးပကြီးလို့လည်းထင်ကြရဲမချစ်သက်လည်းထင်ကြရဲမြပြလည်းထင်ကြရဲမသားဆွေလည်းထင်ကြရဲအရင်တော့ကတော့ဆက်ဆာဦးဆုံးဗီဒီယိုတက်လာတဲ့အချိန်မှာတော့မချစ်သက်လို့ထင်တာတယောက်နှစ်ယောက်ပါပဲဒါပေမဲ့ဒီနောက်ပိုင်းမှာပို့ပြီးတော့များလာတယ်ပေါ့နော်မချစ်သက်လို့ဘာလို့ထင်သွားလဲတော့လည်းမသိဘူးထင်ကြရဲပြီးတော့အဓိကအဲ့လိုတွက်လို့ပေါ့နော်တွက်တယ်လို့ performance တွေလောက်တာလောက်တက်တယ်ကတယ်ဆိုပြီးတော့လူကောင်သေးလို့ဆိုပြီးတော့မချစ်သက်လို့ထင်ကြပါလို့ပြီးတော့ဒီနောက်ထွက်တဲ့ episode မှာလေ K-pop fans ဆိုတော့မချစ်သက်ဆိုပြီးတော့ထင်ကြဒါပေမဲ့ strawberry တယောက်ပါဒါပေမဲ့အဲ့ strawberry ကမြင်လိုက်လို့ရှိရင်ဟာသူလည်းတကယ်ကိုအဲ့လိုလောက်တက်တယ်ဆိုပြီးတော့အဲ့လိုထင်နိုင်မဲ့ surprise ပေါ့ အပြင်မှာအေးပြီးတော့ strawberry ထဲမှာတွတ်ထားတာ သူလည်းမဟုတ်ဘူးတကယ်မဟုတ်ဘူး strawberry ကတကယ်ဟိုခုနပြောခဲ့တဲ့နာမည်9ယောက်ထဲမှာတစ်ယောက်ကပါဘူးอ่ะအဲ့ထဲမှာတစ်ယောက်ပါတယ်အဲ့လိုပါတယ်တော်တော်များများအဖြေမှန်နေကြပြီတချို့ဆို comment တွေမှာသူ့နာမည်ကိုမှန်နေကြပြီနာမည်လေးလုံး crossing လေးလည်းထည့်လိုက်တာပဲနော် နာမည်လေးလုံးနဲ့နာမည်လေးလုံးနဲ့မသိနာမည်လေးလုံးနဲ့ပုံမုတ်ကြလာပတင်းနံတော့မဟုတ်ဒါလေးနံတော့မဟုတ်အဲ့တော့ဒီ strawberry ရဲ့အတန်ကိုကြတော့လေ strawberry နဲ့ကဟိုး PC ပေါက်စားတွေကတငယ်ချင်းနေပဲညီမနေပဲပေါ့နော်ဆိုတော့သူ့အတန်ကိုစပြီးတော့သူစပြီးတရှင်းစထွက်လာတဲ့ကနှစ်ခါဘာမှရွေးစရာမလိုတော့သူပဲဆိုပြီးတော့သူ့အတန်အလွတ်ရတယ်